အားလုံးပဲမင်္ဂလာပါ Affirmations ပိုင်းယူမရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ယူမပြပြသွားခြင်းနဲ့အကြောင်းအရာလေးကတော့ငွေကိုဘယ်လိုဆွဲဆောင်မလဲငွေကိုဘယ်လိုညှို့ငင်မလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အရင်ဆုံးပြောချင်တာကငွေသို့မဟုတ်ပတ်စံဆိုတာကိုကလိုက်လံရှာဖွေရတဲ့အရာမဟုတ်ပါဘူးငွေဆိုတာကမိတ်ဆွေယုံကြည်သတ်မှတ်လိုက်တဲ့အရာဖြစ်ပါတယ်ပိုရှင်းအောင်ပြောရရင်မိတ်ဆွေရဲ့စိတ်ကူးစိတ်တန်းတွေကမိတ်ဆွေရဲ့ဘဝကိုဖန်တီးတယ်မိတ်ဆွေကငွေဝင်တာခတ်လိုက်တာငွေရှာတာခတ်လိုက်တာလို့ယုံကြည်ရင်တကယ်ခတ်လာမယ်ငွေကငါ့ကိုချစ်တယ်လို့ယုံကြည်ရဲ့အခါမှာတော့ငွေကမိတ်ဆွေရဲ့နောက်ကိုတကောက်ကောက်လိုက်လာမယ်ဒီဗီဒီယိုလေးထဲမှာမိတ်ဆွေကိုမွေးဝင်လာတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားစေဖို့အတွက်အချက်တစ်ချက်ချင်းစီရှင်းပြပေးတော့မှဖြစ်လို့ဆက်ပြီးနားထောင်ပေးသွားပါအောင်နော်အပိုင်းတစ်မွေးလို့ခြင်းတယ်လို့မပြောပါနဲ့မွေးလို့ခြင်းတယ်လို့ပြောတဲ့အခါမိတ်ဆွေမှာငွေရှိမနေဘူးလို့တတ်တည်ပြနေတာပါဒါကြောင့်အစားထိုးပြီးတော့ဒီလိုပြောပါငါမှာငွေအမြဲလုံလောက်တယ်ငွေကရွယ်လင်းတစ်ခုဝင်လာတယ်ငါကငွေရေးချေးရေးလုံခြုံတဲ့လူပဲဒီလိုမျိုးကိုကိုယုံကြည်ပြီးတော့အခိုင်အမာပြောလိုက်ပါနံပါတ်2ဝင်ရှိပြီးသားအတွင်အပြင်နဲ့အသက်ရှင်ပါဆိုလိုတာကမိတ်ဆွေကိုမိတ်ဆွေမေးကြည့်ပါငါသာငွေရှိပြီးသားဆိုရင်နေ့တစ်နေ့ကိုဘလို့ဖြတ်တန်းမှာလဲဘလို့စကားတွေပြောမှာလဲဘလို့အတွေးတွေတွေးမှာလဲတေချာလားတော့မိတ်ဆွေကဝင်မရှိလို့ဆိုပြီးစိတ်ပူနေရမှာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတယ်ငွေရေးကြေးရေးပေါ်များမှုတွေကိုခံစားနေရတယ်စီရောအဲ့ဒီအတွင်းအပြင်အတိုင်းအဲ့ဒီအတွေ့အခေါ်တွေအတိုင်းအခုကနေစပြီးတော့နေပါငွေရှိရပဲလို့ဟန်ဆောင်ခိုင်းတာမဟုတ်ဘူးကိုငွေရှိတယ်လို့နှလုံးသွင်းပြီးတော့နေခိုင်းတာဖြစ်တယ်ဒါကအခုခေတ်လူငယ်တွေမှာလည်းဒီလူလို့အလွယ်ခေါ်တဲ့ delusion ပုံစံမျိုးဒါလူငယ်တွေချားမှရေပန်းစားနေတာဖြစ်တယ်မခေတ်သေးတဲ့အရာကိုတကယ်ခေတ်နေတယ်လို့မျိုးနှလုံးသွင်းပြီးတော့ဘဝကိုနေ့ရက်တွေကိုဖြတ်တန်းပြီးတော့နေထိုင်တာမျိုးဖြစ်တယ်ဒီချရှင်းပြရရင်တော့မိတ်ဆွေမှာတကယ်ဒီလက်သွေးဘဝမှာတော့ပတ်ဆိုင်ရှိခြင်းမရှိမယ်အဲ့ဒါကိုငါမှပတ်ဆိုင်ရှိတယ်ဆိုပြီးတော့မိတ်ဆွေတွေတနေချင်းတွေမိသားစုတွေစီမှာဟန်ဆောင်ခိုင်းတာမျိုးဆိုလိုတာမဟုတ်ပါဘူးမိတ်ဆွေမှာပတ်ဆိုင်ရှိခြင်းမရှိမယ်အစမရှိတဲ့အတွက်အများကြီးသူဝယ်နိုင်ချမ်းနိုင်လဲရုံနိုင်မှာမဟုတ်ဘူးဝယ်စရာလဲဘလူးဘူးပတ်ဆိုင်ချင်းငါပြီးတော့တုံးကြစရာလဲဘလူးဘူးတကယ်ကမိတ်ဆွေရဲ့ရင်တန်းနှလုံးသားထဲမှာငါကကျွဲဝချမ်းသာတဲ့လူပဲငါကပတ်ဆိုင်ရှိနေတဲ့လူပဲအခုဒီပြင်ပလက်တွေ့မှာငါပတ်ဆိုင်ရှိမနေဘူးဆိုတာကခိတ္တခဏပဲအလင်းအညာတစ်ခုတည်းကိုငါရောက်နေတာပဲဖြစ်တယ်ငါရဲ့အမှန်စစ်အတွင်းအပြင်ကပတ်စံချမ်းသာတဲ့လူပဲဒီလိုပုံစံမျိုးနှလုံးသွင်းခိုင်းတာကိုပြောတာဖြစ်ပါတယ်တမင်တက်ကြီးဟန်ဆောင်ခိုင်းတာမျိုးဆိုလိုတာမဟုတ်ပါဘူးနံပါတ်3ငွေဟာ energy ပါငွေသားပတ်စံဆိုတာကကျွယ်ဝချမ်းသာခြင်းဆိုတဲ့ energy တစ်မျိုးဖြစ်ပါတယ်အလားတူပဲမိတ်ဆွေရဲ့ကိုယုံကြည်ချက်ဆိုတဲ့စိတ်စွမ်းအင်ဆိုတာလည်း energy တစ်မျိုးပဲဖြစ်ပါတယ်ဒီတော့ energy တစ်ခုနဲ့တစ်ခုဟာတောင်းပြန်မှုတက်ရောက်မှုရှိတယ်မိတ်ဆွေယုံကြည်ဟာတာကငါဆင်းရဲတယ်ငါဟာငွေရှာရခက်တယ်ဆိုရင် energy တစ်ခုနဲ့တစ်ခုတုံ့ပြန်ခြင်းအပြင်မိတ်ဆွေရဲ့အပြင်လက်ရှိဘဝကလည်းအဲ့ဒီလိုပဲပြန်ပြမယ်။ပတ်စံမရှိဘူး။အရာနွမ်းပါတယ်။နေ့ရက်တွေကပင်ပန်းတယ်။သူတို့ပဲပြန်ပြလိမ့်မယ်။ဒါပေမဲ့ငါကပတ်စံတွေကိုစွဲငင်နဲ့တန်လိုက်ဖြစ်တယ်။ပတ်စံတွေကငါစီကိုတဖွဲဝင်လာတယ်လို့ရှုံးကြည့်မယ်ဆိုရင်ကိုယုံကြည်ရင်ယုံကြည်တယ်လို့စိတ်စွမ်းအင်ကတည်းငွေစွမ်းအင်ကိုတုံ့ပြန်ပြီးတော့ဘဝကပြောင်းလဲသွားလိမ့်မယ်။ဒီလိုမျိုးစိတ်စွမ်းအင်ယုံကြည်မှုစွမ်းအင်နဲ့မိတ်ဆွေရဲ့ဘဝကိုပြန်ပြောင်းလဲပေးလို့ရပါတယ်။နံပါတ်4မိမိယုံကြည်မှုမှာမမမရက်တည်ပါ
လူအများစုရှုံသွားတာကဒီအချက်မှာပါပဲဆိုလိုတာကအရှိမပြောသွားတယ်လို့ပဲကိုပတ်စံရှိတယ်လို့ခံယူတယ်ရှုံကြည့်တယ်နောက်ပြီးတော့ပတ်စံရလာဖို့အတွက် manifestation နီလန်းတွေဖြစ်တဲ့ affirmations ကျွတ်တာတွေ visualization လုပ်တာတွေစသဖြင့်နီလန်းတွေကိုစူးစမ်းကြတယ်ခက်တာက3-4ရက်လောက်ဒီလိုမျိုးစူးစမ်းပြီးတဲ့အခါမှာတန်တရားတွေစပြီးတော့ဝင်လာတယ်ဘဏ်အကောင့်တွေကိုစစ်တယ်ပတ်စံအိတ်တွေကိုဖွင့်ကြည့်တယ်ဟာပတ်စံတွေလည်းဝင်မလာသေးပါလားဘယ်မှာလဲငွေငါငွေကိုဆွဲဆောင်နေတယ်ဆိုတာပေါ့ဟုတ်ပါမလားစသဖြင့်စိတ်ပူသွားကြတယ်ဒါဆိုရင်ဒါဟာခိုင်မာတဲ့ယုံကြည်မှုမဟုတ်တော့ဘူးဒါကတန်တရားတွေဖြစ်လာပြီဆိုတော့ကိုယ့်ရဲ့ယုံကြည်မှုမှာမမရက်တည်ပါလူဖြစ်နေတဲ့သူတွေကတော့ပူပန်ရတာတွေရှိလာမှာပဲပတ်စံမရှိဘူးအသွေးဘဝမှာငွေရတကယ်ရှိမနေဘူးစစ်ထဲရဘလောက်ပဲတွေးနှလုံးတွင်းတကယ်အပြင်မှာပတ်စံရှိမနေဘူးဆိုတော့ပူပန်စရာဆိုတာကတော့ပေါ်လာမှာပဲဒါအသွေးဘဝမှာဟင်းဆိုင်ရမယ့်အရာပဲဖြစ်တယ်ဒီတော့ယူမဲ့အရန်ပေးချင်တာကဖြည့်ရှင်းရမယ့်ပြဿနာတွေကိုခေါင်းအေးထားပြီးတော့ဖြည့်ရှင်းမယ်ဒါတွေကအချိန်တန်ရင်ပြီးဆုံးသွားမှာပဲဘာလို့လဲဆိုတော့ငါတကယ်တော့ပတ်စံရှိတဲ့လူပဲငါဟာကြွယ်ဝချမ်းသာတဲ့လူပဲဖြစ်တယ်အခုပတ်စံမရှိဘူးဆိုတာမကြခင်မှာပြီးသွားတော့မယ်အတိတ်တစ်ခုပဲဒီလိုမျိုးကိုယ့်ဘက်အသွေးတွေကိုပြောင်းလဲပြီးတော့တွေးပေးပါပတ်စံမရှိဘူးဆိုပြီးတော့လက်ရှိစူးစမ်းနေတဲ့အသွေးတွေကိုပြောင်းလဲလိုက်တာမျိုးစိတ်သက်ကြွားတာမျိုးတွေမလုပ်ဘဲနဲ့အမြဲတမ်းကိုယ့်ရဲ့အသွေးတွေကိုကောင်းတဲ့ဖက်ချမ်းကိုဥတီပေးပါဖြစ်သမျှကပြီးသားလိုပဲခံစားပေးပါတင်းရဲ့အပြင်လက်ရှိဘဝကမပြောင်းလဲသေးရင်နောက်တင်းရဲ့စိတ်တင်းရဲ့နှလုံးသားကပြောင်းလဲပြီးသားဖြစ်ရပါမယ်နံပါတ်9မိမိရဲ့ဖြစ်တည်မှုကအရေးအကြီးဆုံးမိတ်ဆွေရဲ့အတွင်းစိတ်ထဲမှာငါကမထိုက်တန်ဘူးငါအမြဲကန်ဆုံးနေတယ်ဆိုပြီးကိုယ့်ရဲ့ဖြစ်တည်ကိုခံယူထားတယ်ဆိုရင်ငွေဆိုတာတည်မြဲမှာမဟုတ်ဘူးဒါကြောင့်ဒီလိုပြောင်းပြောပေးပါငါကရွေးချက်ခံရတယ်ငါကိုကံတရားကပံ့ပိုးပေးထားတယ်ငါငွေကိုဆွဲဆောင်နိုင်တဲ့လူပဲငါရဲ့ဖြစ်တည်မှုကငွေချမ်းသာရမယ်ဖြစ်တည်မှုပဲစသဖြင့်ကိုအစမပြဲပြောပါကိုယ့်ရဲ့အသွေးထဲမှာအမှန်လို့ခံစားလာရတဲ့အထိရှုံကြည်အောင်ကိုအစမပြဲပြောပေးပါကဲညီကုန်းချုပ်အနေနဲ့ပြောရရင်မိတ်ဆွေကအရာဝတ္ထုတစ်ခုခုကိုလိုချင်တိုင်းအလိုအလျောက်ဆွဲဆောင်နိုင်သွားမှာမဟုတ်ဘူးဒီအရာဝတ္ထုကိုငါကပိုင်ဆိုင်ပြီးသားလို့ကိုယ့်ရဲ့ခံယူချက်ကိုပြောင်းလဲချပလိုက်မှာပဲဆွဲဆောင်နိုင်သွားမှာဖြစ်တယ်ဒါဆိုမိတ်ဆွေစဉ်းစားဆုံးဖြတ်ရမှာကငါကဝေရှာဖို့ခန့်နေတဲ့လူလားဒါမှမဟုတ်ဝေကမခွဲမခွာလိုက်နာတဲ့လူလားလို့ဆုံးဖြတ်ရမှာဖြစ်တယ်အခါလဲဆုံးဖြတ်လိုက်ပါရှုံကြည်ပါတည်ကြည်ပါမရက်တည်ပါမိတ်ဆွေရဲ့ဘဝကမိတ်ဆွေရဲ့အသွေးတွေအတိုင်းလိုက်နာသွားမှာဖြစ်ပါတယ်ဒါဆိုဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုနားထောင်ပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ငွေရေးကြေးရေးအခြေရေးဘဝနေထိုင်ရေးစသဖြင့်အချက်လက်လေးတွေကိုမျှဝေပေးသွားအောင်မှာဖြစ်လို့ဒီ channel လေးကိုစောင့်မျှော်အားပေးသွားပါအောင်လို့ညှိနှိုင်းရခံချင်ပါတယ်မိတ်ဆွေတို့အားလုံးငွေရေးကြေးရေးပိုးကျဝပြီးတော့မကြောက်မကြမတောင့်မတနဲ့ဘဝကိုနေထိုင်သွားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်